Okay အခုကျွန်တော်ရောက်တဲ့နေရာကတော့ပန်းချံလေးပေါ့နော်ပန်းချံလေးတနေရာရောက်နေတာဖြစ်ပါတယ်ကြားတဲ့လက်ကတည်းမှာပဲဖြစ်တယ်နော်ဒီမှာpre-wedding ရိုက်တာပဲဖြစ်ဖြစ်ဓာတ်ပုံတော့ရိုက်ချင်တဲ့အခါမှာပဲဖြစ်သွားရိုက်လို့ရတယ်နော်ကိုင်းကကျေတယ်ဒီနေရာလေးပေါ့နော်ကျွန်တော်ပြပေးမယ်နော်အောက်ဆင်းပြီးတော့ခဏပြပေးမယ်ဒီနေရာလေးတော့လုံးဝဝင်ကျဲတွေပါရဖက်ဆန်တွေပေးစရာမလိုဘူးနော်ရဲလို့ရတာဖြစ်တယ်နော်ကြည့်လာနေတယ်ဒီချာလေးကွင်းလဲကြည်တယ်လိုချင်တဲ့လူတွေဓာတ်ပုံတွေရိုက်ချင်တဲ့လူတွေရိုက်လို့ရပါတယ်နော် Okay